င်လယ်ထဲကိုကွန်ကရစ်တုံးတွေပစ်ချရတဲ့အကြောင်းရင်းကွန်ကရစ်တုံးပုံစံမျိုးစုံကိုတင်မောရီပေါ်တင်သွားကြပါရီတတ်မှတ်ထားတဲ့အင်အားကိုရှောက်သွားတဲ့အခါမှာပင်လယ်ထဲကိုပစ်ချလိုက်ကြတာပါဒီကိစ္စကအမိုက်ပစ်တာမဟုတ်တယ်လို့ကွန်ကရစ်တုံးတွေထားစရာနေရာမရှိလို့လေမဟုတ်ပါဘူးပင်လယ်တော်လေးတွေအတွက်အိမ်တစ်ခုဖန်တီးပေးဖို့ဖြစ်ပါရီတိတိကျကျပြောရမယ်ဆိုရင်တော့တန်တာကြောက်တန်းအတူလေးတွေဖန်တီးပေးလိုက်ကြပါတဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့်တဏှာကြောက်တန်းဖြစ်တည်မှုတွေလေးပြောင်းလဲလာခဲ့တာပါ။အဲ့ဒီအတွက်ငါးလေးတွေပစွန်လေးတွေစရီပင်လယ်တော်လေးတွေလေးနေစရာတွေရှားပါလာခဲ့ပါရီ။ဒီကွန်ကရစ်တုံးတွေကအဲ့ဒီကိစ္စကိုအထိုက်လျောက်တော့ဖြေရှင်းနိုင်နေရပါ။စိတ်ကလေးတွေကစားနေရင်မီးလေးတက်တဲ့ကိစ္စစိတ်ကလေးတွေကတွားရင်လာရင်ပြင်းလွှားရင်နေကစားနေရင်နဲ့လမ်းစရာတစ်ခုခုဖြစ်ရင်မီးလေးသွားတတ်ကြပါရီ။မယုံရင်စိတ်ရုပ်အနာကိုရှောက်တဲ့အခါမှာ6လန့်ကြည့်လိုက်ပါ။တချို့ကခြေလက်တွေတောင့်တင်းသွားပြီးတော့လဲကျသွားပါလိမ့်မယ်။အဲ့ဒီချိန်က9စက္ကန့်လောက်ကနေ15စက္ကန့်လောက်ထိကြာမြင့်တတ်ပါရီ။ပြီးရင်တော့ဘာမှမဟုတ်တယ်လို့ပဲထပြီးလမ်းလျှောက်ပါလိမ့်မယ်။ဒီကိစ္စကတဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါရီ။ပုံမှန်ဆိုရင်စိတ်တကောင်ကလက်မီဒီလိုတောင့်သွားမှာဖြစ်ပါရီ။ကျန်တဲ့အကောင်တွေကတော့ဒီချိန်မှာထွက်ပြေးသွားကြပါလိမ့်မယ်။အထင်ကြီးစရာမိဘကာကွယ်စနစ်ရှိတဲ့ရွာလီဂျပန်ရဲ့အိုကီမာချီရွာလီကမြက်တွေနဲ့လှုပ်ထားတဲ့အမိုးအိမ်တွေကြောင့်နာမည်ကြီးပါရီဒါပေမဲ့ဒီမိုးတွေကနွေရာသီမှာမီးရီထင်းကိစ္စကိုစိုးရိမ်နေရှာတာပါအဲ့ဒီအတွက်လေရွာသားတွေကအရန်ကောင်းတဲ့နီလန်ကိုရှာတွေ့ခဲ့ကြပါရီသူတို့ကရွာရင်းမှာမီးသက်ပိုက်ကြီး90ကိုနေရာအနှံ့လိုက်ဆင်ထားခဲ့ပါရီဒီပိုက်တွေကတွေ့နေကြမီးသက်ပိုက်တွေလို့တော့မဟုတ်ပါဘူးအမိုးကနေဖြစ်ပြီးတော့ခလုံးနှိပ်လိုက်တာနဲ့ရေပန်းတွေလှုပ်ပြီးမှာပါဒီပိုက်တွေကိုစမ်းတဲ့အချိန်ဆိုရင်တရွာလုံးမိုးရွာနေတယ်လို့ဖြစ်ပြီးတော့ပျော်စရာလေးကောင်းလွန်လာပါရီဆူနာမီတုံးအသက်ကိန်းဒီစလုံးအိမ်လေးကဆူနာမီဘေကိုကာကွယ်ပြီးသွားမှာပါဂျူလီယန်ရှက်နဲ့စကော့ဟိုးဆိုတဲ့အင်ဂျင်နီယာနှစ်ယောက်ကဒီအသက်ကစလုံးအိမ်လေးကိုတီထွင်ပေးခဲ့တာပါဒီအိမ်ကလေးကဆိုရင်နျူကလ িয়ার တန်ကိုတောင်ခံနိုင်နေလို့ဆိုပါရီအိမ်ထဲမှာဆိုရင်3ရက်စာအစာစီးပွားနဲ့အောက်ဆီဂျင်တွေပါဝင်ပါရီ GPS စနစ်လည်းပါဝင်နေတဲ့အတွက်ကြောင့်ဘယ်ကိုရှောင်းနေလဲဆိုတာပါသိနိုင်ပါရီအားနေချက်ကတော့ဒီအိမ်ထဲမှာ2ယောက်ပဲဝင်ဆန်းတာဖြစ်ပါရီမိသားစုကြီးရဲ့သူတွေအတွက်တော့များများဝေပြီးကျိုးနဲ့ဆက်ထားရမလို့ဖြစ်နေပါရီပေါင်မုတ်ပါဖုတ်တဲ့နံပြားဖို့ဒီတေတာမိဖို့ကြီးတွေကနံပြားအပြင်ပေါင်မုတ်တွေကိုပါဖုတ်ကြတာဖြစ်ပါရီသူတို့ခေါ်နေဆိုရင်တော့ဒီမိဖို့တွေကိုတန်တော်လို့ခေါ်ကြတာပါဘလို့အားသာချက်တွေရှိလေဆိုရင်တော့ဖုတ်လိုက်သမျှအသားတွေအကုန်လုံးကအီကလေးထွက်လာမှဖြစ်တယ်လို့အနံ့ကလည်းမိခိုးနဲ့တင်းနေမှဖြစ်ပါရီဖုတ်တဲ့သူတွေကလည်းကျွမ်းကျင်စင်ပါပြီမတော်လို့ပြုတ်ကျသွားမယ်ဆိုရင်တော့လူပါဖုတ်ပြီးသားဖြစ်သွားမှာကိုတော့စိုးရိမ်နေရှာတာပါဟိမဝင်တာစားကြောက်မိရင်အခုမြင်တွေ့နေရှာတာကတော့စကြင်ကြောက်နေပြီမဟုတ်ပါဘူးဟိမဝင်တာကထွက်တဲ့စားကြောက်တုံးတွေပါသူတို့ကအရန်လေးမာကြောပါရီတိုးတွေစိတ်တွေလိုတရိတ်ဆန်တွေဆိုရင်လေဒီကြောက်တုံးတွေကိုရှက်တက်ကြတာပါလူတွေကတော့ဒီကြောက်တုံးတွေကိုတန်ဆင်ပြီးခွဲစိတ်လိုက်ပါရီပြီးရင်တော့အတုံးဆောင်ပစ္စည်းကလေးတွေလှုပ်ပြလိုက်ကြတာပါဟိမဝင်တာစားကြောက်မီးရင်တွေကဈေးလေးကောင်းပါရီနောက်ပြီးတော့ဒီမီးရင်ကလေးကိုထွန်းထားမယ်ဆိုရင်တဘာဝရဲ့စားနံကလေးကိုလည်းခန်းစားနေရအောင်ပါပဲဖြစ်ကြောင်းမျှဝေရှင်းနေပဲညီကုန်းချုပ်လိုက်ရှာပါရီအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရီ